ကဲမင်္ဂလာပါဆရာရဲ့မိတ်ဆွေဗီဒီဝါသနာရှင်ခုနသားသမီးများအားလုံးကျမ်းမာချမ်းသာကြပါစေလို့ပူဇော်ပထမဆုမွန်ကောင်းတောင်းပေးပါတယ်ဆရာဒီနေ့ဟောပြောပြသပေးမှာကတော့ဆရာရဲ့မိတ်ဆွေဗီဒီဝါသနာရှင်ခုနသားသမီးများဟာမိမိတို့ရဲ့လူမှုရေးစီးပွားရေးကျမ်းမာရေးအစဖက်ဖက်မှအချက်တဲနဲ့ရင်ဆိုင်နေရတာခက်ခဲတွေနဲ့ကြုံနေရတာဆိုလို့ရှိရင်လုပ်လို့ရတဲ့အလူရည်ရာလေးတစ်ခုအကြောင်းကိုဒီနေ့ဟောပြောပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလူရည်ရာလေးကတော့ရိုးရှင်းတယ်လွယ်လွယ်ကူတယ်အများကြီးအချိန်ပေးစရာမလိုဘဲနဲ့မိမိတို့ရဲ့မျက်ဝါးထင်ထင်မြင်တွေ့ရမယ့်အလူရည်ရာလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာဆရာကတော့ဗီဒီနဲ့ရည်ရာအိမ်တော်ရေးလူမှုရေးစီးပွားရေးများကိုစီစစ်တွက်ချက်ဟောပြောပေးနေတဲ့ဗီဒီဆရာကိုမြင့်စောဖြစ်ပါတယ်ဆရာဒီနေ့ဟောပြောပြသပေးမှာကတော့ဆရာရဲ့မိတ်ဆွေဗီဒီဝါသနာရှင်များဟာမိမိတို့မှာစီးပွားရေးတွေကြာရှင်းနေတာလူမှုရေးစီးပွားရေးကျန်းမာရေးအစဖက်ဖက်မှစက်တဲနဲ့ကြုံနေရတာဆိုလို့ရှိရင်လုပ်လို့ရပါတယ်လူရည်ရာလေးကတော့တကယ်ကိုလည်းအလှလည်းဖြစ်တယ်လို့ရည်ရာလည်းဖြစ်ပါတယ်ခင်ဗျာဥစွာပထမမြတ်စွာဘုရားရှင်ဘုရားအကြောင်းဆောင်ကိုတန်ရှင်းရေးလုပ်ပါဘုရားပန်းရေးလဲပါတောက်တော်ရေးလဲပါပြီးလို့ရှိရင်စွမ်းတို့ကိုလည်းပုံမှန်ကတ်လူပါကတ်လူပြီးတယ်ဆိုတာနဲ့မိမိတို့ရဲ့ကြံနေတာကတော့အလှရည်ရာလေးကတော့ကြက်ဥကိုကြက်သွန်များများလေးနဲ့ကြော်ပြီးတယ်ဆိုတာနဲ့ကြက်ဥသုံးလုံးကြော်ရမှာဖြစ်ပါတယ်တစ်ခုစီဖြစ်ရပါမယ်တစ်လုံးစီဖြစ်ရပါမယ်ကြော်ပြီးတယ်ဆိုတာနဲ့ကြွေကံများရှိလို့ရှိရင်လည်းကြွေပကံများကြွေကံများခက်ခဲရှိမယ်ဆိုလို့ရှိရင်လည်းကော်ပကံများတော့အနီဖြစ်ရပါမယ်ကော်ပကံများတဲ့ကိုကြက်ဥသုံးလုံးထည့်ပါမွေးတိုင်ကတော့9တိုင်ပြီးတော့တူပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတရားတရားထက်တန်စွာနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတက်ရှိထင်ရှားရှိတဲ့ကဲ့သို့အာယုံပြုပြီးတော့ကြက်ဥကြက်သွန်ကြော်နဲ့ကြက်ဥကြော်လူဒန်းဟာမှာဖြစ်ပါတယ်ခင်ဗျာအဲ့လိုလူဒန်းခြင်းအပြင်မိတ်ဆွေတို့ရဲ့အခက်ခဲလေးတွေကိုပြေလည်သွားမှာတော့ဧကံမုတ်ချဖြစ်ပါတယ်ဒါကြောင့်မို့ဆရာရဲ့မိတ်ဆွေဗေဒဝါသနာရှင်များကလည်းဒီလိုကြက်ဥကြော်လေးတွေလူဒန်းခြင်းအပြင်မိမိတို့ရဲ့ငွေကြေးအခက်ခဲလေးတွေလူမှုရေးစီးပွားရေးအခက်ခဲနဲ့ကြုံနေရတာလေးတွေကိုချက်ချင်းဆိုသလိုပဲညဝါထင်ထင်မြင်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဆရာရဲ့မိတ်ဆွေဗေဒဝါသနာရှင်များလည်းဒီလိုလူရည်ရာလေးတွေကိုလိုက်လုပ်ပေးခြင်းအပြင်မိမိတို့ရဲ့အခက်ခဲလေးတွေပြေလည်ကြပါစေလို့ဆရာကလည်းဆုမွန်ကောင်းတောင်းပေးပါတယ်ကြည်ရှုသူပေါင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ